နောက်တစ်ခုရဲ့အချက်ချကြပြီးတော့အကွက်ကွင်းကောင်းတဲ့တပင်းရွှေထီးလမ်းမနေပြီးတော့ဝင်လာရင်3လေးအိမ်လောက်ဆိုရောက်မဲ့ဒီလိုနေရာမျိုးမှာလူပဲနေမလားဆိုတော့ရွှေရောက်မဲ့လို့မလားဒီလိုလူတွေတို့အသင့်တော်ဆုံးအိမ်တစ်လုံးနဲ့ဒီနေ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြားဆိုရင်ဒီ location ကတော့မြောက်တစ်ခု35ရပ်ွက်ပေါ့နော်။တပင်းရွှေထီးလမ်းမနဲ့ဆိုတော့ပင်လုံလမ်းမကိုလည်းတဲပေါက်တဲ့ဘုံမရောက်နိုင်ရဲ့ကြောကတ်မှာရှိရဲ့ပင်20 60ပေါ်မှာတိဆောက်ဖွဲ့စည်းပေးရတဲ့ဒီနောက်က300စီတိုက်အသစ်ဆက်ကလေးပေါ့နော်။ကြားဆိုရင်အိမ်လေးကိုမိတ်ဆက်လိုက်အောင်အရှင်နေရာမှာဆိုရင်ပေ2ပေ3ပေလောက်ထပ်မြင်မိထားတဲ့အတွက်ကိုမိုးရည်တွေမှာလုံးဝစိတ်ပူစရာမလိုတော့ဘူးပေါ့နော်ဆိုတော့လမ်းကလည်းရေမတင်သလိုဒီမှာလည်းတစ်စင်ထပ်မြင်မိထားရပေါ့ချန်နယ်မှာဆိုရင်တော့ရင်ခွဲလက်ပြခောက်တကားလေးထည့်ပေးထားမယ်ချန်နယ်မှာဆိုရင်တော့ကားပါကင်2စီးလောက်အသားလေးစမယ်ဆိုတော့ကြွေပြားတွေအပြည့်ခင်းမိထားတဲ့နေရာ space အကျယ်ကြီးရှိပေတယ်ပေါ့နော်ဒီဘက်ပြင်မှာဆိုရင်လည်း ground တန်းတွေရေစက်တွေအကုန်အပြည့်စုံပါတယ်ကဲဒါဆိုရင်တော့အိမ်လေးကိုတစ်ချက်တော့ကြည့်အောင်နော်ဒီကမာကြီးကိုဆိုရင်ဆိုရင်ခွဲဖာချာတကားရဲ့ဒီမှာဆိုရင်လည်းဆိုကျုံးရင်ခွဲတကားရဲ့ဆိုပြီးတော့2ဆင့်လောက်ပေးထားရပေါ့နော်ဘဝင်ကြီးကတော့အရန်ကိုမှကျယ်ဝန်းလာတဲ့ living area ကိုဦးဆုံးမြင်ရမယ်ပေါ့နော်။ဖိုက်ကလည်းဆိုတော့73လောက်ထိကိုမြင်တယ်။ပြီးတော့ ceiling လေးနဲ့အရန်ကိုလည်းလှပြီးတော့ lighting လည်းတော်တော်ကောင်းတယ်ပေါ့နော်။ပြီးတော့ပြတင်းပေါက်တွေဒီမှာဆိုရင် thermal တစ်စစ်ပါမယ် thermal glass နဲ့ပေါ့နော်။နေရာကို20လောက်ပေးထားတယ်။ကဲဒါဆိုရင်အခန်းလေးတစ်ကြည့်အောင်နော်။ဒီအခန်းလေးကတော့ dining space area လေးပေါ့နော်။နေရာ space ကလည်းတေချာတက်တက်ကလေးကိုလုပ်ပေးထားတယ်။အောက်မှာဆိုရင်လည်း2ပေပတ်လည်ကျွေးပြားလေးခင်းပေးထားတယ်။ဒီကနေပြီးတော့ထွက်ပြီးဆိုရင်တော့ဒီမှာဆိုရင် kitchen space လေးရောက်ပြီပေါ့နော်။ဒီမှာဆိုလိုက်ကြည့်ပါအောင်အောက်မှာလည်းကျွေးပြားလေးခင်းပေးထားလို့ဒီဘက်ဘေးမှာဆိုရင်လည်းသူတို့အပေတေခံအောင်လို့ကျွေးပြားလေးထက်ကပ်ပေးထားသေးရဲ့။ကပစ်နက်တွေဆိုလည်းပေါ်ရောအောက်ကောင်မှာအများကြီးထည့်ပေးထားတယ်။ကဲဒီဘက်အချမ်းလေးဒါလေးကတော့ဆို toilet တည်တဲ့အခန်းလေးပေါ့နော်ဒီမှာဆိုရင်အောက်ကောပြီးတော့ကျွေးပြားကိုအသေးစိတ်ကပ်ပေးထားတယ်။ဒီဘက်ဘေးကဆိုရင်တော့ wash kitchen wash kitchen ထပ်ထုတ်မယ်ဒါမှမဟုတ်စတိုးသုံးမယ်ဒါမှအဝတ်တွေလှမ်းမယ်အများကြီးကိုကြိုက်သလိုထည့်လို့ရရေပေါ့နော်ကဲအဲ့ဒါဆိုရင်ဖေးအခန်းမကြည့်ကြည့်အောင်နော်ကဲဒါလေးကတော့အောက်ဆုံးမှာရှိတဲ့ master အခန်းပေါ့နော်ဒီအခန်း space ဆိုလဲတော်တော်လေးကိုကျဲပြီးတော့ကျုံးပါသေးအဖြစ်ခင်းပေးထားတယ်ဒီဘက်ဘေးကတော့သူနဲ့တွဲရဲဆိုရေချိုးကန်းနဲ့ပူရန်တွဲရဲအခန်းလေးပေါ့နော်လေကားတက်စင်းနေရဆိုရင်နင်းပြားတွေထောင်ပြားတွေအားလုံးကိုကျုံးနေပြီးအပြည့်သုံးပေးထားတယ်ဒီမှာဆိုရင်လည်းကျုံးလက်ကင်ပေါ်မှာသူ့ရဲ့အကြီးကြီးထည့်ပေးထားရပေါ့နော်ကဲအဲ့ဒါဆိုရင်စကြည့်အောင်နော်ကဲတက်လိုက်ပြီဆိုတာနဲ့ဦးဆုံးတွေ့ရမယ် sharing area space လေးပေါ့နော်ဒီမှာဆိုရင်သူတို့ဖះအကြောင်းဆောင်ထားမယ်ဒီမှာဆိုရင်လည်းဒီလိုပုံစံလေးနဲ့တခြား decoration ဆင်ပေးထားရပေါ့နော်တော်တော်လေးလည်းနေရာ space ကျဲဒီဘက်ဘေးကတော့ lighting အရန်ကိုမှကောင်းတဲ့ balcony area space လေးပေါ့နော်အောက်မှာဆိုရင်လည်းကြွေပြားတွေအကုန်ခင်းပေးထားတယ်ထိုင်လေးတော်တော်မြင့်နေပေါ့နော်အရှိက view ကိုလည်းအေးစစ်စစ်ရှုမြော်ခံစားလို့ရမယ်ကဲဒါဆိုရင်အခန်းလေးတွေတော့ကြည့်ကြည့်အောင်နော်ဒီဘက်ဘေးကတော့ချို့ဒီ second floor မှာဦးဆုံးတွေ့ရမယ် master အခန်းပေါ့နော်ဒီအခန်း space ဆိုလည်းချို့တယောက်စာအေးစစ်စစ်နေလို့ရမယ်ဒါဆိုလည်းသူနဲ့တွဲရထူးခန်းနဲ့ပူရာဒီဘက်ချမ်းလေးဒါကတော့နောက်ထပ် master အခန်းပေါ့နော်ဒီ second floor မှာကတော့ master အခန်းပါမယ်ဒီဘက်ဘေးမှာဆိုရင်မှန်တင်ကုန်းလေးဗီဒီယိုထားလို့ရတဲ့ cabinet တွေအများကြီးထည့်လို့ရမယ်ပေါ့နော်ဒီဘက်ဘေးကတော့သူတို့ကတင်တွေပါထည့်လို့ရမယ်နေရာ space တော်တော်ကျယ်ပေါ့နော်ကဲဒီဘက်ဆက်လေးကတော့သူနဲ့တွဲရချိုးတဲ့နဲ့ပုံလိုက်ခန်းလေးပေါ့နော်ဒီမှာဆိုရင်သူကလေပတ်ထက်တစ်လုံးထည့်ပေးရမယ်အောက်တော့ဖေးအောင်မှလည်းကြွေပြားတွေအပြည့်ကပ်ပေးထားတော့တန်ရှင်းလောက်ကအရန်ကိုမှလွယ်ကူတယ်ပေါ့နော်ကဲအဲ့ဆိုရင် top floor တိတိရအောင်နော် let's goကဲဒါလေးကတော့ဦးဆုံးတက်လိုက်ပြီဆိုတာနဲ့တွေ့ရမယ်ဒီနေရာလေးဆိုရင် family room လုံးလားသူရဲ့ gym ကန် game room အများကြီးကိုကြိုက်သလို decoration ဆင်လို့ရတယ်ပေါ့နော်ကဲအဲ့ဆိုရင်အခန်းလေးတိတိရအောင်နော်Town space ဆိုလဲလေနေရာတော်တော်ကျဲနှစ်ယောက်တော့အေးစစ်စစ်သွားလို့ရတယ်။ပေါ်က ceiling design လေးဆိုလဲတေချာ decoration ဆင်ပေးထားရဲ design ဆက်ဆက်လေးလုပ်ပေးထားရဲပေါ့နော်။ဒါကတော့ဒီအပေါ်ဆုံးမှာရှိရဲ့ master အခန်းပေါ့နော်။ကဲအခန်း space လည်းအရန်ကျဲတယ်။ဒီဘက်ဘေးမှာဆိုလဲသူနဲ့တွဲရဲပေါ့နော်။ဒီချိုးကန်းနဲ့ဘူရာအခန်းလေးလည်းရှိသေးတယ်။ကဲအဲ့ဆိုရင်ဖေးအခန်းတော့ကြည့်ရအောင်နော်။ဒီတအိမ်လုံးမှာ master 9ခန်းပါရဲပေါ့နော်။ဒီအခန်း space တွေကလည်းတော်တော်လေးကိုကျဲ။ဒါလည်း main master bathroom ပေါ့နော်။အောက်ကဆို second floor အခန်းနဲ့တူတူပဲဒီခန်းလေးဆိုလည်းသူတို့ budget တစ်လုံးပါပဲပေါ့နော်တအိမ်လုံးမှာဆိုရင် budget ပါရနှစ်ခန်းပါရပေါ့နော်ကဲအဲ့ဆိုရင် balcony area လေးကိုတွားကြည့်ကြည့်ရအောင်နော်ဒီနေရာလေးဆိုရင်အပင်လေးထည့်လို့ရမယ်ဒါမှမဟုတ်ဆိုတဲ့ပပူးရုပ်ကလေးထပ်ပြီးတော့ decoration ဆင်လို့ရမယ်ပေါ့နော်ကဲ balcony area နေပြီးတော့လေဝင်နေတဲ့ lighting ဆိုလဲ link ထိနေတော့ပဲဒါကတော့အပေါ်ဆုံးမှာရှိတဲ့ balcony area space လေးပေါ့နော်။အောက်မှာဆိုရင်လည်းကြွေပြားကိုပတ်ထက်ခင်းပေးထားတာဆိုတော့မိုးရမှာရှိတို့ချောင်းမှာပြစ်မှာဆိုလဲလုံးဝစိတ်ပူစရာမလိုတော့ဘူးပေါ့နော်။အပင်လေးလည်းထထဲလို့ရမယ်။အရှိက view ကိုလည်းအေးစစ်စစ်ခံစားလို့ရမယ်။
ဒီဘက်ဘေးမှာဆိုလဲကြောင်လေးပတ်လိုက်ကားလေးနဲ့အပေါ်ဆုံးက roof leg ကိုတက်လို့ရသေးရေပေါ့နော်ကဲအဲ့ဒါဆိုရင် let's go တက်ကြည့်အောင်နော်ဒါကတော့အပေါ်ဆုံးမှာရှိတဲ့ roof leg နေရာလေးပေါ့နော်ဒီပေါ်မှာဆိုရင် solar ထက်ထည့်မလားကိုယ့်ရဲ့အကြိုက်ဆုံး favorite ဖြစ်တဲ့အပင်လေးတွေပဲစိုက်မလားတကယ်ကြီးနေလာရင် party ပဲလုပ်မလားအများကြီးလုပ်လို့ရတယ်ပေါ့နော်ဒီဘက်ဘေးမှာဆိုရင်လည်းသူတို့ water နဲ့အတီးစားတစ်ခုလည်းပါသေးတယ်သူတို့ဒီအိမ်လေးကသူတို့ဟိုဘက်အိမ်လေးအမွှာအိမ်လေးပေါ့နော် design ပိုင်းရော decoration ပိုင်းရောလုံးဝစင်တူလေးပေါ့နော်အိမ်ကိုတစ်လုံးပဲဝယ်မလားသူတို့စိတ်ဝင်စားရင်နှလုံးလုံးလည်းဝယ်လို့ရတယ်ပေါ့နော်ကဲအဲ့ဆိုရင်ဒီနေ့စုမိတ်ဆက်ပေးသွားရဲဒီအိမ်ရဲ့တန်ဖိုးကတော့တိမ်ပေါင်း18000ပေါ့နော်စိတ်ဝင်စားရဆိုရင်တော့ PSN Property ရဲ့ hotline number ကိုအမြန်ဆုံးသာဆက်သွယ်လိုက်တော့နော်ကဲအဲ့ဆိုတော့ see you next video ပါ bye bye